ဒီကြီးများအားလုံးပေါ်ပါတယ်ရန်ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့နည်းနည်းလေးအေးလာပြီဆိုတော့အခုကချင်းလေးနဲ့စပြီးတော့ဖြုံပြပါတော့မယ်ပထမဆုံးအနေနဲ့တပြည့်ကိုဖိတ်ခေါ်ပေးရဲ့လူကြီးများတဲ့ပထမဆုံးစိုးစိတ်တိုးတိတ်ဆိုတဲ့ချင်းလေးကိုအရင်ဆုံးဆက်ပြချင်ပါတယ်Good.